ဆရာထန်တောင်းလာပေးပါအောင်ဆရာထန်တောင်းအော်ကိုတန်းရေတရှင်းတပုတ်လောက်သူ့ကိုတီးပေးလိုက်ပါအောင်ကိုတန်းဟောလာပါအောင်ကိုတန်းလာဆရာထန်တောင်းဟို praise and worship မဟုတ်တဲ့တရှင်းတပုတ်ပါရှိလဲYes ကရားမှာဆက်တဲ့တရှင်းတပုတ်ဘယ်သူမှမသိတဲ့တရှင်းမပေါက်တဲ့တရှင်းပေါ့ဗျာဒီနေ့ပေါက်အောင်လုပ်ပေးမယ်အဲ့လေရှိလားဟိုယာယီတဲဆိုပါလားရလားနှုတ်ဆိုပါလေရှိလားရတာဒီနေ့ကလည်းလိုက်ပြီးကြတာပဲโอเคဟုတ်တယ်အင်္ဂလိပ်ပြီဆိုနော်ဆိုခဏလာပါအောင်ဆရာထန်တော့ကိုရောမပါရင်လေတရှင်းလေးဖြစ်လာဖို့ရန်အတွက်မိသားစုတွေအားလုံးကလေမော်တက်သွားတဲ့ချိန်မှာအိမ်မရှိရမရှိနဲ့ကျက်2000လေးနဲ့အဲ့ချိန်မှာမန်တောင်ကဘယ်မှာရောက်နေလဲဟောမန်တောင်ကအမေဒီကနေကူညီပေးနေတယ်မဟုတ်တာဘာမဟုတ်တာရှောက်ပြောနေဟမ်တပြားမှမပို့တဲ့ဟာကြီးကိုဘာရှောက်ပြောကျက်2000လေးနဲ့ထားခဲ့တယ်သူတို့လည်းဒါအစွမ်းကုန်ပဲလေအစွမ်းကုန်ဒါအပြည့်ပြောလို့မရပါဘူးနာတောင်းထားခဲ့ပြီးတော့ဒါအကုန်ပဲထားခဲ့တယ်ငားတဲ့အိမ်ကလည်းပြေးသွားပြီအဲ့ချိန်မှာရုံကန်ထဲမှာပဲအိတ်ခဲ့ရတာလားဘယ်နှလားလောက်အိတ်ခဲ့ရလဲ3 လလောက်အိတ်ခဲ့ရတယ်ဆရာ3 လလောက်4 လလောက်အိတ်ရပြီးတော့မှဆက်ကြီးဆက်မုံတောင်းကကျွန်တော်အမှုတော်ဆောင်မီတင်ခေါ်ပြီးတော့မှဒီအတင်းတော်မှာတဲ့ဆက်တော်ကလွယ်လို့တင်တဲ့သူတွေမိတ်ကြပါနဲ့တဲ့ဘာလို့ဆိုတော့အဲစင်းလာစိတ်ရဲ့အခမ်းမတင်သူပါဝါမှာဆိုတော့လေအဲကြောင့်ကျွန်တော်လည်းဆရာကိုငဲ့ညာတော့အဖြစ်အိတ်တလူလိုမအိတ်တလူလိုရတာပေါ့နော်မမဆောင်ရအကွက်တွေသူလည်းလုပ်ခဲ့တခြားနေရာလဲအိတ်ဆရာလည်းမရှိပြန်ဘူးအိတ်လေအိတ်တလူမအိတ်တလူဘယ်လိုလုပ်ခဲ့ရလဲသူများတွေအကုန်လုံးအိတ်ပြီးမှပဲညမှာခိုးဝင်တာတော့ဘာလို့ပါဆရာအော်အဲ့လိုနော်ဒါပေမဲ့ခိုးဝင်နေဆိုပေမဲ့လည်းကျွန်တော်ကိုတော့တချောင်းပေးထားတာပါဆိုတော့ဆရာကြောတော့ဘာလို့အခွင့်ရလဲသူကခြေတော့ပြက်ပြီးတော့မှဘယ်မှာသွားဆရာလာဆရာနည်းနည်းလေးခက်ခဲတဲ့တော့ကြောင့်တော့ချွင်းချက်နေနေပေါ့လေချွင်းချက်နေနေဘုရားကျောင်းမှာအိတ်ခွင့်ပေးတကယ်တော့ဆရာကျွန်တော်ပဲဘုရားကျောင်းမှာခိုးအိတ်ခဲ့တာမဟုတ်ဆရာဆယ်ပြီးတော့လည်းခိုးအိတ်ခဲ့တယ်ဆက်ချင်လို့ဆိုရင်ထိတ်ဆုံးဟာအခုမှဘဝမိမှာဆိုလို့ပြန်ပြောတယ်ပြီးတော့ဆရာကျွန်တော်တယောက်တည်းခိုးရတာကိစ္စမရှိဘူးဆရာစော်လေးအောင်ပါလာအိတ်တယ်ဆရာကိုမြတ်ထန်လဲပါလိုက်သေးတယ်အဲ့ဒီချိန်တုန်းကဟုတ်တယ်ဆရာကိုမြတ်ကျွန်တော်နေရာမရှိပါဘူးဆိုမှအဲ့တရားရှိလိုက်သေးတယ်ကျွန်တော်ရှင်းနေငါမှထောင်လုံးကြဆရာမဟောင်းဒီဘက်ကိုသွားဖို့ရန်ရောက်သွားပြီနော်ရောက်သွားပြီတော့အိန္ဒိယတွေပါအရင်သွားတာဆရာတကယ်တော့ဆရာမဟောင်းအိန္ဒိယရင်သွားလားသူ့အမျိုးတွေစီသွားတယ်အော်အဲ့ဒီအချိန်ကပါလဲအကေယာမှာတချင်းရေးနေတဲ့အချိန်မှာရိုက်ထားတာဆရာတိုင်တန်နိတ်မင်းသားလို့ထင်နေမှာဆိုလို့ဆရာတကယ်တော့လာပါအောင်သူမဟုတ်ဘူးတဲ့သူတင်းငင်းနေတယ်မဟုတ်ဘူးတဲ့ဒါဆိုဒါကြရမှာမဟုတ်ဘူးပေါ့ကြရမှာမတော့လာအောင်အလှပြထိုင်နေတဲ့အချိန်အော်တကယ်တော့ရေးနေတာမဟုတ်ဘူးဒီဟာကျမရိုက်ပေးတာဆရာအော်ရိုက်ပေးတာသူကင်မရာမဲဆရာမဟောင်းကဟိုတော့အသားဖြူလားအတူတူဆရာကျမတို့3ယောက်အတူတူပဲဟုတ်လားကျွန်တော်ကြားဘူးလေဆရာမဟောင်းကအသားဖြူခဲ့တယ်ကရားရောက်လို့ရေချိုးတာမှာပြီခေါင်းမကြောက်ဘူးဆရာ
မဲပြီးသား ဆရာ original မွေးကလေးကမဲတာ ဒါမဲ့ဆရာမဲတဲ့လူကမဲတာမဟုတ်ညို့ချော ညိုချော အကြောင်းကျမအမျိုးသားဆွဲနေတာ သူရှက်တယ်ဆိုတော့အဲ့ပုံလေးကဒါကြရပါ ရပါရိုက်တာ အဲ့တရှင်ဆက်နေတဲ့ချိန်မဟုတ် ဟုတ်ပါဘူးဒီတိုင်းပဲအလှပြဆရာ ဩဒါအမတ်တမရိုက်တာမဟုတ်ရီးသားစာရင်းနေတာပဲဒါပေါ့ ဆရာကရကတာဖူးစာတွေ့တဲ့နေရာ ဒီစက်ပေါင်းငါပါရေးစားစာရေးလိုက်တာလေ တော့ကြည့်အဲ့ဒီရင်းနေတဲ့အချိန်မှာရိုက်တဲ့လူကလည်းရှိနေတယ်ကြည့်ဒါအော်စင်ဟာတာနော်ဘေးရမဖုတ်ွယ်လို့မရဘူးအော်ဆိုတော့အမပေါ့နော်အော်ဆ iam ဟာကိုရိုက်ပေးတာ ဟုတ်တယ် ဝေါဆိုအဲ့ဒီအချိန်မှာဒါငတ်တလက်ပြက်တလက်လား ဘို့ဒီတုန်းကတော့ဆရာအစင်ပြေတဲ့မိဘတွေလည်းရှိသေးတယ်ဆရာ ဩအဲ့တော့ရှိသေးတယ် 2008ကျမှအားလုံးထွက်သွားကြပြီးကျွန်တော်တယောက်တည်းဖြစ်ခဲ့တာဆရာ ဩအဲ့လိုမျိုးနော် ဟုတ်ကဲ့ဆရာ ဆိုအဲ့ဒီအချိန်မှာဒါနေတလက်မနေတလက်အဲ့လိုဒါပေမဲ့ညတိုင်းတော့အမှပြန်အိတ်တယ် ညာကျွန်တော်ကိုဆရာကြီးစမို့တော့ငါဟိုတာဝန်ပေးလိုက်တာက home sale တာဝန်ခံ မင်္ဂလာတော့တဲ့ဆရာအိတ်မဝေးဘူးတရားဟောပြီးတော့ပြန်လာတော့အားလုံးအိတ်ကုန်ပြီလေဆရာဆိုတော့အဲ့ချိန်မှာ10 နာရီခွဲလောက်စုလေးကိုရောက်တာနဲ့လမ်းလျှောက်ပြီးတော့ကျွန်တော်ဘုရားတောင်းပါလို့ပဲတက်အိတ်တာပေါ့ဆရာ ညတိုင်းဩအဲ့ဒါအိတ်တယ်လို့မအိတ်တယ်လို့ဆိုအဲ့ဒါ လိုက်တာ တကယ်တော့အမှပဲအိတ်တာ ဟုတ်တယ် ဩအဲ့လိုနော်အဲ့ရနေပြီးတော့မှဘယ်လိုရှိနေလဲ thank you ဘယ်လိုရှိနေလဲပြောင်းသွားတာ အော်အဲ့မှာ အဲ့ဒီအချိန်မှာဒါဟိုရေးပြီဟိုတချင်းရေးပြီကိုတော့မပါရင်လဲ မရေးရသေးဘူးဆရာ ဩမရသေးဘူးနော် ဒါပေမဲ့ဖြတ်တန်းနေတော့ဆရာ ဖြတ်သားနေတော့ တစ်ဖြတ်ပေါ့ဆရာ တစ်ဖြတ် အဲ့မှာဟိုအဲ့နဲ့ကျွန်တော်ကိုရန်တနာတဲ့ကိုခုပ်ဆိုတာရှိတယ်ကျွန်တော်တငယ်ချင်းကင်မုံရဲ့ကိုပေါ့နော်ဆရာဆောင်ပေါ်ရဲ့ညီပေါ့ ဟော အခုခုကကျွန်တော်ကြည့်ပြီးတော့ထောင်တောင်မေးဟိုငါအရင်တနာတယ်တဲ့ကျွန်တော်တို့ပျော်နေရပဲလေအမှုတော်မြတ်ထဲမှာနေတာကိုလည်းမတနာပါဘူးဆရာကြည့်တော့လေကျွန်တော်ရုပ်သွားတယ်တနာဆရာရုပ်လည်းမဟုတ်ဘူးဆရာမင်းသားရုပ်ပါပြီ အဲ့လေဟုတ်ပါ တနာတဲ့ခါကျတော့ကျွန်တော်အဆောင်ငါပေးတာဆရာ ဩ အဲ့နဲ့42လမ်းမှာသူတို့အိမ်ပေးလာပါပဲ3လစာသူပေးလိုက်တယ်ပေါ့သွားနေကြည့်သေးတယ်တညလုံးမအိတ်ခဲ့ဘူးဆရာဘာလို့ဆိုအခန်းက2ယောက်တစ်ခန်း2ယောက်တစ်ခန်းဖြစ်တဲ့ကောင်မှာကျွန်တော်နဲ့အခန်းတွဲကြတဲ့တယောက်ကအချောက်ကြီးဖြစ်နေရဆရာကျွန်တော်ရမ်းကြောက်တယ်ဆရာည7 နာရီခွဲချမှာအလားပြင်းတာညလုံးဒီလိုပဲအိတ်ခဲ့တယ်ဆရာ အဲ့တော့ပြောတယ် ဘယ်ပြောမလဲဆရာဘယ်အိမ်ရဲမလဲဆရာတက်သေးရှိတယ်တက်သေးအဖာမနေ့6 နာရီလောက်ကျတော့ကျွန်တော်လုံးဝအိတ်လို့မရတော့တာ ਨੇ ဩတညပဲအဲ့တညမှာပဲ အညပါတင်ကိုခုကကျွန်တော်ပြန်သွားတောင်းပန်တယ်မနေ့စောကြီး တောင်းမှပြီးတော့ကျွန်တော်မရ ဘာ တော့ ပဲဖြစ်ဖြစ်ပြန်ယူလိုက် သူကရောစူးစားသေးလား ပြန်ယူဖို့လုပ်ကြည့်သေးတယ် ဟိုအချောက်ကစူးစားသေးလား မကြိုးစားပါဘူးဆရာကျိုးသားကျွန်တော်ဆွဲတိုးလိုက်ပါဟောဆရာ Okay အဲ့နေ့မှာပြန်သွားတယ် ပြန်သွားရတယ်အဲ့ဒါနဲ့မကြပါဘူးကျွန်တော်အဲ့မှာဒီလိုဒုက္ခဖြစ်တဲ့ဆက်ကြီးကရိမ့်မိသွားပုံပဲအဲ့ဆက်ကြီးစမှုတော့သူ့ကိုကျွန်တော်ပေါ့ရုံခန်းနဲ့လာခဲ့အောင်ဆိုတော့ကျွန်တော်ကဒီမှာခိုးကြောင်ကိုဝက်နေတာများတိလို့မောင်းထုတ်တော့မလားပေါ့အဲ့လိုခံယူချက်နဲ့ဆိုကျွန်တော်တိမ်ငယ်နဲ့သူ့ရုံခန်းထဲကိုဝင်သွားတာအဲ့ဆက်ကြီးစမှုတော့ထောင်ကောင်းနဲ့ငါလည်းငါမိသားစုတွေကအဝေးမှာမင်းလည်းမိသားစုတွေအဝေးမှာဆိုတော့ငါလည်းနာလင်လားလို့ပြောတယ် ဩ အဲ့နဲ့ဘာလို့မလင်ရမှာလဲပေါ့နော်နေမယ်ဆရာလို့အဲ့ဒါနဲ့ကျွန်တော်အရန်ပျော်လို့ကျွန်တော်အထုပ်တွေပြန်သွားယူတော့မှကျွန်တော်ခြေချင်းပြေးပြီးတော့သူ့အိမ်ရောက်သွားပြီသူပြန်မရောက်သေးဘူးသူကကားနဲ့လာတာ ကားနဲ့လူကမရောက်သေးဘူး ကျွန်တော်ရင်ရောက်တာ
တော်တောင်ထိုင်ဆောင်လိုက်ရတယ်ဆရာကြီးကတော့ရောက်တာနဲ့ထန်းတော်မင်းရောက်နေတာကြာပြီလားဆိုတော့ကြာသေးဘူးဆရာအခုလေးတင်ရောက်တာဆရာအဲ့ဒီဆရာကြီးစမုံတောင်နဲ့သူ3နှစ်3မိုးပါဆရာကပီယာကဲတော့ကဲဆရာတပည့်ကဲတော့၎င်းအားဖာကဲတော့၎င်းညီကိုလိုတော့၎င်းတဖုံပေါ့လေမျိုးဘုရားခင်ကကျေးဇူးတော်ကြောင့်ဝိညာဉ်ပါခင်ရဲ့ဘေးနာမှာကြီးထွားခွင့်ပြပြစု ဟာလေလုယာဟာလေလုယာအဲ့ဒီကနေမှ3နှစ်3မိုးပြီးတဲ့ခါမှာမိမရတယ် မိမယူခြင်းလိုက်သေးတယ်ပတ်စံမရှိဘဲနဲ့သူများအိမ်မှာကတ်နေတာများအဲ့တော့ယူရဲတဲ့မိမရှိသေးတယ်လေးစားပါတယ်မိမရဲ့လေးစားပါတကယ်လည်းဂုံကျူပါတယ်ကျွန်တော်မျိုးသမီးကိုလေ ဝေါ သူရမ်းချစ်လို့လေစားမလွယ်ဘူး မလဲဘူးနော် တပြားကျေးဇူးတော်ကြောင့်အဲ့မှာကျွန်တော် မန်တောင်ပိုင်ရှောက်ပြောနေ မိမယူမယ်လို့တော့ အော်နာမအော်မန်တောင်မစိုးဘူးနော်အဲ့တော့နော်မန်တောင်နင်ချောသားပဲနင်အဲ့လေ original မင်းသားပေါ့ဆရာ အဲ့လေမစိုးပါဘူးဆက်ထန်းတောင်မစိုးနော် ဟုတ်ဒီဇိုင်းလေးဆရာဒီဇို ဒီ င်း ဇိုင်းနော်အဲ့ဆွဲကြိုးပဲပြောက်သွားတယ် ကျွန်တော်တို့ကကြာခဲ့ပြီဆရာဆရာတို့ခုမှတတ်တာဆရာကျွန်တော်တို့လူပြိုတော့တက်ခဲ့ပြီဆရာလူပြိုတော့မတက်ခဲ့တဲ့သူတွေပြန်တက်ကြတာစကင်ပေါလို့ ဆံငယ်လေးတို့ စံကလေးအခုမှတက်ဖူးတာဗျာကျွန်တော်အဲ့ဒါကြော်ခဲ့ပြီဆရာ ဟုတ်ပြီစက်တိုင်းနေမစိုးပါလားဒီဘက်တောင်ဆောင်မလို့လေ စင်ပူပေါ့ဆရာစင်ပူလို့ခေါ်တယ်ကျွန်တော်ပြီးတော့ကိုမောင်တောင်ပေးနာမှာကကင်းမုံဆရာကင်းမုံပေါ့ဆရာမှုတော်ဆောင်တွေဖြစ်ကုန်ပြီဆရာ ကုန်ဖို့တော့ဆိုကုန်ပြီဒီတယောက်ပဲကျန်တော့တယ် သူလည်းမှုတော်ဆောင်ပါပဲဆရာ မှုတော့ဆောင်မယ်နော် sound system တရားတော့ခုမှတည်တယ် तू က Sunday school ဆရာ ဟုတ်တယ် မန်တောင်ကလေ ကျွန်တော်၄ယောက်စလုံး Sunday school ဆရာ Sunday school ဆရာတယ်ဒီနေ့စပြီးပြန်မလို့စက်ကမယ်မန်တောင် ပြန်လိုက် ဆိုတော့အဲ့ရနေမှာမိမရသွားတယ် ဟုတ်ဆရာ ဒါမိမရပြီလား ရသေးဦးဆရာဒါလူပြိုဘွားပဲရှိတယ် လူပြိုဘွားအဲ့နေမိမအော်ဒီပေါ်မှာဘာလို့လက်တင်ဆူတောင်းပေးရလဲမန်တောင် तू ဆိုလို့လား စတိုင် train လိုက်ကြတာပဲ ဟုတ်ပြီအဲ့ဒီကနေပြီးတော့မှမိမယူလိုက်တယ်ယူလိုက်တဲ့အချိန်မှာအိမ်မရှိပဲယူလိုက်တော့ ဘယ်နေစရာမှမရှိရဆရာနော်အဲ့ဒါ မရှိတဲ့ယူလိုက်တယ် ယူလိုက်တယ်အဲ့ဒါဆရာကြီးစမုံတောင်းတော့ तू ကတော့အရန်ဟွာဖြစ်တဲ့ခါကျတော့ဘာပဲဖြစ်ဖြစ်ငါအိမ်မှာပဲနေမိမနဲ့လာနေဆိုတော့မဟုတ်ဘူးဆရာကျွန်တော်လည်းယုံကြည်ခြင်းနဲ့အခြေလန်းလန်းကြည့်ခြင်းတယ်ဆိုတော့ဆရာဒါဆိုရင်လည်းကောင်းပါတယ်ယုံကြည်ခြင်းနဲ့အခြေလန်းလန်းလာဆိုတော့မှကျွန်တော်အိမ်ငါဖွင့်ရန်အတွက်ပတ်စံချီးရတာပေါ့ဆရာပတ်စံတင်းတော်နေပတ်စံချီးပြီးတော့ကျွန်တော်အိမ်ငါဘွားနဲ့စနေခဲ့တယ်မြို့သမီးနဲ့ပေါ့နော်ထိုင်ကုန်တွေပါလည်းမဝယ်နိုင်ဘူးဆရာဒီတိုင်းပဲနှစ်ယောက်တည်းထိုင်ကုန်လည်းမရှိဘူးတပတ်မှမရှိဘူးဒီတိုင်းပဲနှစ်ယောက်သားအဲ့လိုညတိုင်းလူထောက်ပြီးတော့မှနှစ်ယောက်သားလက်တွဲပြီးဆူတောင်းခဲ့ကြတယ်ဆရာ စားဖို့ရှိလားဆရာ စားဖို့တော့ငတ်တလဲပြက်တလဲပေါ့ဆရာတခါတလေတော့လဲကျွန်တော်ကိုဘုရားရဲ့ကြီးစွာကြောင့်အိမ်တောင်ပြုတ်တဲ့ချိန်မှာကျွန်တော်တခြင်းတွေအပြင်လူတွေပြောင်းလဲတာစာရှိလာတယ်အဲ့ဒါနဲ့ဒီတခြင်းအပြင်ကျွန်တော်ပြောင်းလဲတယ်ကျွန်မပြောင်းလဲဆိုအဲ့လိုမျိုးစေ့တွေကျွန်တော်စီမှာပို့လာတာပေါ့ဆရာအဲ့ဒါတွေနဲ့ကျွန်တော်အိမ်ငါးစေးတွေဖြည့်ရှင်းခွင့်ရတယ်ဘုရားကြီးစွာကြောင့်ဖြည့်ဖြည့်နဲ့ဒီတခြင်းတွေအပြင်ဘုရားကောင်းကြီး ကျွန်တော်တို့ပြောပြစေလမ်းကြုံတော့ဆရာထန်းတောင်ရဲ့တချင်းတွေအပြင်ကိုကောင်းကြီးဖြစ်ခဲ့တဲ့သူတွေရှိရင်မျိုးစေ့ပြန်ချင်းပါတပီလုံးမှာဒီမှာမဟုတ်ပါဘူးเนาะဒီဆရာထန်းတောင်ရဲ့တချင်းတွေကိုတုံးနေကြတဲ့သူလဲအတင်းတော်တော်များများမှာတကဘာလုံးလို့တုံးနေကြပါတယ်မြန်မာပြည်သားတွေရောက်တဲ့နေရာတိုင်းမှာကျွန်တော်ပြပြချင်တယ်ကျွန်တော်တို့သိလားမသိဘူးကျွန်တော်ဟေးဆောင်တချင်းကိုတုံးတဲ့သူတိုင်းကပတ်စံမပေးဘဲနဲ့တုံးတာ illegal เนาะဖျားเจ้าမှာ
Hey song do battle do တခြင်းတွေအားလုံးကျွန်တော်သုံးတာအဲ့ဒါ illegal တကယ်တော့သုံးတိုင်းမှာကျွန်တော်တို့ကသူတို့ပြန်ပေးရတယ်ဒါသူတို့ရဲ့တကယ် law ဆိုရင်ပေးရတယ်ဒါပေမဲ့သူတို့ဘာမှမပြောပါဘူးမြန်မာပြည်သားဆိုပို့ဆိုတာပေါ့နော်ကြိုက်တယ်လို့ယူသုံးနေကြတာတွေရှိပေမဲ့ကျွန်တော်အားပေးရှင်တယ်ဒီလိုမျိုးသူတွေကိုပေးကန်တက်ခြင်းဆိုတာက music ကျဲခြင်းဒီတခြင်းတွေအားဖြင့်ကျွန်တော်ပြောပြတရားဟောချက်ကြောင့်လူပြောင်းလဲတာထားတခြင်းကြောင့်ပြောင်းလဲတာလူပိုများတယ်ပြီးတော့မှဒီတခြင်းတွေကတော်ယုံတန်ယုံရေးကြည့်ရေးလို့မရအောင်ဟိုအလှတွေရေးလို့ရတယ်လူမပြောင်းလဲဘူးလူပြောင်းလဲတဲ့တခြင်းဆိုရင်မှတ်ထားအဲ့ဒါဖရာသခင်တိုက်ရိုက်ပေးတဲ့တခြင်းတွေဆိုတော့အဲ့လိုတခြင်းမျိုးကိုစီးထွက်စေအောင်ဖရာအသုံးပြုတဲ့သူကလည်းတကယ်အမှုတော်ဆောင်စိတ်ဖြစ်ပါတယ်ဒါကြောင့်သူတို့တွေကိုလည်း music ကျဲတက်ဖို့ရန်အတွက်အရေးကြီးပါတယ်လို့ဒါလေးကိုလည်းကျွန်တော်ပြောပြချင်တယ်ဆိုတော့ဒီလိုမျိုးကျဲတက်ခဲ့တဲ့ဟာလေးတွေကလည်းအခုနော်ဘုရားကျေးဇူးတော်ပါဟုတ်တော်တော်ကျဲကြပါတယ်ဘုရားကျေးဇူးတော်ကျွန်တော်ရန်ကောင်းကြီးရပါတယ်ဒီတခြင်းတွေအပြင်ဘုရားကျေးဇူးတော်ကြောင့်အီမာနွေလာတခြင်းဆိုရင်လေးစားကိုတတ်သိမဲ့သူတွေဒီတခြင်းကြားတဲ့အခါမှာကိုတော်ပေးတဲ့အသက်နဲ့တက်ရှင်သူဆိုတော့ဒီအသက်ကဘုရားပေးတာပါလားငါဘာလို့တတ်သိရမှာဆိုတော့နောင်တရလို့ပြန်ပြီးတော့ဆက်ကတ်တဲ့သူတွေလည်းအာမင်ဒီနေ့သူစားဘယုံကြည်သူတခြားဘာသာဝင်တွေပင်လင်ဒီတခြင်းနားထောင်ပြီးတော့မှယေရှုကိုကယ်တင်ဒီလိုတခြင်းမျိုးနောက်တပုတ်လောက်ရှိသေးလားမရှိမဖြစ်ယေရှုတော့မရှိဖြစ်ယေရှုယေရှုမပြောင်းလဲရှင်နေသူပြီးတော့ဒါတွေကလူအလုံးသိတာပေါ့မသိတဲ့သရှင်ပါရှိလဲမသိဘူးဒီယာယီတဲပဲလူမသိဘူးယာယီတဲလည်းသိတော့သိကြရစားကျွန်တော်မသိသေးဘူးကျွန်တော်မသိသေးရင်မသိဘူးဆရာကျွန်တော်ခေတ်တုန်းကတော့ကျွန်တော်ပတ်ဝန်းကျင်မှာသိကြတယ်ကျွန်တော်ရက်ွက်ထဲမှာကျွန်တော်နာမည်ကြီးရဲစားဆိုဒီလိုဆိုလိုသချင်းလေးတွေဘယ်နှပုတ်လောက်ဆက်ခဲ့လဲဆိုလိုတွေကနဲတယ်ဆရာကျွန်တော်ဆိုလိုအရန်ကြီးမရေးဖြစ်ဘူး worship တွေပဲရေးတယ်အဲ့ဒီဘုရားနဲ့ထိတွေ့ပြီးတော့ worship ကလည်းထူးဆန်းတာဆိုလိုနဲ့မတူတာလေဆရာတကယ်ကိုးကွယ်မှလည်းကိုးကွယ်ခြင်းသချင်းရေးလို့ရတာထူးဆန်းတာခံဆောင်လို့မရကိုတန့်ပြောပါလေ music ဒီ worship သချင်းတွေနဲ့ဒီလိုမျိုးတခြားဆိုလိုချင်းမတူနော်တီးရတာတူလားမတူနော်အဲ့ဒါထူးခြားချက်ဗျာဒါတကယ် professional တွေပြောတာမတူဘူးဗျာဟိုဘယ်လိုခေါ်မလဲတပိန်နိုင်ချင်းတွေပါတယ်ဒီတိုင်းတီးသွားလို့ရတယ်နော် worship သချင်းကြတော့ဟို flow နဲ့သူ flow နဲ့သွားတာနော်အဲ့လိုသွားတာနော်အဲ့လိုသွားတာရှိတယ်ဒါကိုတီးတန့်ဖရား worship ရေးဖို့ကိုခွဲခါမှတားထားတဲ့လူလို့ပြောလို့ရလားအဲ့လိုလည်းဖြစ်နိုင်ပါတယ်ဆရာဒါပေမဲ့ကျွန်တော်အဲ့လိုတော့လည်းမကန့်တတ်ချင်ပါဘူးတိုးတော့လည်းပဲများသောအားဖြင့်ကျွန်တော် solo တခြင်းတွေရေးဖို့စဉ်းစားပြီးဆုံးဖြတ်တိုင်းမှာလည်းတိတ်မထွက်လာဘူးတိတ်မထွက်လာ worship ပဲထွက်လာတယ်ဆိုတော့နောက်တစ်ခုကကျွန်တော်တို့ကအသားကျသွားတာလည်းဖြစ်နိုင်တာပေါ့ဆရာဘုရားကိုကိုးကွယ်နေရင်လည်းမှာဒီ solo တခြင်းကြောင့်အတွေးခေါ်နေလည်းရေးလို့ရတယ်လေဒါပေမဲ့အဲ့ဒါကိုးကွယ်ခြင်းကတကယ်မကိုးကွယ်မရတော့ worship ရေးရှင်တဲ့အဖွဲ့တွေပြောပြမယ်ဆိုလိုသချင်းဆိုအတွေးခေါ်တစ်ခုနဲ့ရေးလို့ရတယ်ဟုတ်နော်ဟုတ်တယ်ဆရာ worship ကဖွင့်ပြခြင်းနဲ့မှရတာဆရာဖွင့်ပြခြင်းနဲ့တကယ်ကိုးကွယ်မှရတာဆရာတကယ်ကိုးကွယ်မှရတာဟေးဒါတွေအားလုံးကြားစေခြင်းနဲ့ကိုးကွယ်မှရတယ်ဒီစကားမှန်သွားပြီတ worship ရေးနေသူတွေရှိတယ်တကယ် worship မဖြစ်ရင် worship တခြင်းရေးလို့မရဘူးဆရာရေးတော့ရတယ်ဘသူရေးခဲ့ရင်တောင်မှသူများစီမစီစဉ်ဘူးဘိတ်တဲ့ချင်းတော့ပါလာခြင်းမပါလာတော့မှာပေါ့ဆရာမပါလာဘူးပေါ့ဗျာမဟုတ်လားဟုတ်ပြီအဲ့ဒါဆိုရင်အခုယာယီတဲချင်းတစ်ပုတ်ဆိုပေးဟုတ်ဆိုပေးပြီးသွားရင်ကလေးလေးကိုထိန်းနေရင်နဲ့ရှိတော့ကလေးလေးကိုထိန်းနေရင်နဲ့ဖျားပေးလိုက်တဲ့ချင်းလေးနော်အဲ့ဒီဟာလေးရှိတော့ဆိုချင်းလေးကိုဆိုပြီးရင်ကျွန်တော်တရားဟောမယ်ဟုတ်ဆရာနော်ယာယီတဲလေးဆိုပြီးနော်ယာယီတဲလေးရောင်စင်လာရှိတမျှနဲ့ကြိုးစားတဲ့မုန်းနေဇာတိတော်ပဲအရာရာမဥစားပေးဝိညာဉ်ပြဝမ်းနဲ့သွားနိုင်တယ်ယာယီအတွင်မှာရှိတဲ့ဝိညာဉ်ရဲ့အတွက်ဆိုရင်Male,
sins are defined. When you're lonely, feel the day. When you're the young, when you're family. The chain my eye, you can't get on me. Seizing the ghosts and bring down me. Taurate de la Bailu, Taurate de Homu, the Timaya Yigeri Tome, Sinzi goes in Blim Dome, Taurate de la Bailu, Taurate de Homu, dream I see when you dress so yeah. Remember kumane my sins are dead when you're lonely will be dead you when you're not young when you're family. Timaya Yigeri Tome, Seizing the ghosts and bring down me. Taurate de la Bailu, Taurate de Homu, the Timaya Yigeri Tome, Seizing the ghosts and bring down me. Taurate de la Bailu, the Timaya Yigeri Tome, seizing the ghosts and down me. Taurate de Bailu, Taurate de Homu, the Timaya Yigeri Tome, seizing the ghosts and down me. Taurate de Homu, Taurate de Homu. Oh, Taurate de Homu, a memaro de Awiyama, a memando de Awiyama. Let go, people.